ဒီတစ်ပတ်တနင်္ဂနွေသွားသမီးတွေအချက်ကတော့ထူးထူးခြားခြားလုပ်ငန်းတွေစတင်ရတဲ့ပြီးအလုပ်ကိုင်းနဲ့ယာရုနေရာကောင်းတွေရရှိနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်။အထက်လူကြီးတွေရဲ့အကူအညီနဲ့လစာတိုးတာမျိုးတွေကြုံရနိုင်သလိုမထင်မှတ်ထားတဲ့ပညာရဲ့အသစ်တွေသင်ယူခွင့်ရတာဒါမှမဟုတ်ခရီးကောင်းလေးတွေတွားရတာမျိုးလည်းရှိတတ်ပါတယ်။ဆွေမျိုးသားချင်းတွေစီကအကူအညီကောင်းတွေရနိုင်ပြီမဲ့တစ်ဖက်မှာတော့လူမျိုးခြားကြောင့်စိတ်ညစ်ရတာဒါမှမဟုတ်နိုင်ငံရေးခြားကိစ္စတွေမှာအနှဲငယ်အစင်မပြေတာမျိုးသတိထားရပါမယ်။ငွေချင်းနဲ့ပတ်သက်ရင်တော့အထွက်များတတ်ပြီးပစ္စည်းပြောက်တာဒါမှမဟုတ်စက်ပစ္စည်းတွေဒုက္ခပေးတာမျိုးကြုံရနိုင်လို့စာချုပ်စာတမ်းကိစ္စတွေမှာအထူးသတိထားဆောင်ရွက်ဖို့လိုပါလိမ့်မယ်။ရွှေထွက်တာမျိုးနဲ့သားသမီးတွေအတွက်စိတ်ပူရတာမျိုးရှိနိုင်တယ်လို့မီးနဲ့လျှက်စစ်နဲ့ပတ်သက်ပြီးလေအထူးဂရုစိုက်ပေးပါလို့ပြောချင်ပါတယ်။အချစ်ရေးမှာတော့နားလည်မှုလွဲပြီးလမ်းခွဲရတဲ့အထိဖြစ်တယ်လို့စိတ်ရှည်ဖို့လိုရတယ်လို့ကျမ်းမာရေးရနာဒူစီယောဂဝေဒနာလေးတွေဂရုစိုက်ပေးပါကံကောင်းစေတဲ့အယောင်ကတော့အပြာနဲ့အနီရောင်ဖြစ်ပြီးအချိုးပေးကနန်းတွေကတော့9ကနန်းနဲ့6ကနန်းဖြစ်ပါတယ်ကံအညံ့တွေပြေပြောက်ပြီးကံအထောက်အပိုင်ရစီဖို့ရရရအနေနဲ့မိမိအိမ်ဘေးမှာအုံညွန့်6ညွန့်ကတ်လူပူဇော်ပေးနီမိမိလိုရာဆူတောင်းပါဒါနဲ့ဟောစာတန်းတွေတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube channel ကို follow လုပ်ထားခဲ့ပါဆရာရဲ့ TikTok account ကိုလည်း follow လုပ်ထားခဲ့ပါ